ဒီနေ့မျိုးကလူလိမ်နေအကြောင်းပြပါမယ်ဘယ်လိုလူလိမ်လဲဆိုတော့မျိုးတို့ရဲ့ဒီ industry ပေါ့နော်အစီအရင်တွေအောက်လန်းတွေအထက်လန်းတွေတားတော်တွေအဲ့အရာတွေပေါ်မှာမူတည်ပြီးတော့လိမ်ညာလှည့်ပြပြီးတော့လူတွေစီကနေပြီးတော့တိမ့်ဆဲချီဒါချီကနေပြီးတော့တိမ့်ထောင်ပေါင်းများစွာအထိဒါယူနေတဲ့အဖွဲ့အစည်းတွေလူပုဂ္ဂိုလ်တွေအကြောင်းပြောပြပါတယ်မျိုးစီကိုတော်တော်များလာကြရဲပေါ့နော်ဘယ်လိုလူတွေလာကြလဲဆိုတော့လိမ်ညာခံထားတဲ့သူတွေလာကြတယ်ဘယ်လောက်ထိလိမ်ညာခံထားရလဲဆိုရင်လေသိန်း100 200မဟုတ်ဘူးเนาะသိန်းထောင်ကျော်အထိလိမ်ညာခံထားရတဲ့သူတွေရှိတယ်ဘယ်လိုလိမ်ခံရတာလဲဆိုတော့အခုခေတ်မှာကြော်ညာတိုင်းမယုံပါနဲ့သူတို့ကဘယ်လိုမျိုးကြော်ညာရလဲဆိုရင်လူကြိုက်များတဲ့သူတွေ celebrity တွေ TikToker တွေသူတို့ကိုတပုတ်ကိုဘယ်လောက်ဆိုပြီးတော့ talent fee ပေးတယ်အဲ့လိုပေးတဲ့ဟာကနေပြီးတော့ကျင်ညာပြီးသွားပြီဆိုရင်သူတို့စီကိုရောက်လာတဲ့အခါမှာအစီရင်ကြီးတွေတောင်းတယ်အရင်ဆုံး9သိန်းပေးရမယ်10သိန်းပေးရမယ်အဲ့ဒီကနေပြီးတော့100 200ထပ်ခါတောင်းတယ်ပေါ့နော်မျိုးစီကိုလာတဲ့သူတွေထဲမှာဆိုရင်1ယောက်2ယောက်ပဲအလိမ်ခံရတာရှိတယ်လို့1ယောက်2ယောက်မကပဲနဲ့လူ10ယောက်လောက်စီကနေပြီးတော့အလိမ်ခံရတဲ့သူတွေလည်းရှိတယ်အဲ့ဒါတွေအကုန်လုံးကပုံစံမျိုးစုံနဲ့လိမ်ကြတယ်အောက်လန်းလည်းဖြစ်နိုင်တယ်အထက်လန်းလည်းဖြစ်နိုင်တယ်အစီရင်တွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဘယ်လိုမျိုးလိမ်တာလဲဆိုတော့အရင်ဆုံး9သိန်းပေးပါ10သိန်းပေးပါဒီတီတောင်းတာမျိုးပေါ့အစီရင်လုပ်ပေးမယ်ပွဲထိုးပေးမယ်အဲ့ဒါဘယ်လောက်ကြတယ်လူတွေကလည်းအော်ဒီမင်းသားမင်းသမီးကကြော်ညာထားတာပဲဆိုပြီးတော့အကုန်လုံးကယုံကြည်ကြတယ်ပေးတယ်အဲ့ဒီဟာကကြတော့ तू ကခိုင်းနဲ့ဖြစ်တာပေါ့နော်ကြားဖြန့်လိုမျိုးပဲပြောမှာပေါ့အဲ့လူတွေကတက်ရှိတယ်ပြီးတော့နောက်ထပ်ရှိတာကကြတော့ဒီလိုမျိုးလောက်ကင်နေတဲ့ဆရာပဲဒါပေမဲ့ तू ကငွေပေးပြီးတော့ခိုင်းစေတာပေါ့သူစီကနေပြီးတော့တကယ် real client လည်းဖြစ်နေပြီကွာဒါမှမဟုတ်real client မဟုတ်ဘူးဒီတိုင်းနဲ့မင်းသမီးမင်းသားတယောက်ကိုငွေပေးပြီးတော့ကျမတို့ထားကြော်ညာပေးပါ30ပေးမယ်တပုတ်ကို30ပေးမယ်ဒီလိုမျိုးတွေလည်းရှိရနော်အဲ့ဒီကနေပြီးတော့fake ပေါ့ fake review ကိုယူပြီးတော့ကျင်ညာတဲ့သူတွေလည်းရှိတယ်အဲ့ဒါတွေကကျတော့အရန်ကြီးသူကကြောက်ဖို့တော့မကောင်းပြောမယ်ဆိုရင်မှန်တယ်မှားတယ်အစမ်းထက်တယ်အစမ်းထက်ဘူးဒါပဲကိုယ်အနေနဲ့ချင်းမိမှာပေါ့နော်မျိုးတော့ခါမလုပ်ဘူးပါဘူးလုပ်တဲ့သူတွေရှိတယ်ဒါပေမဲ့မပြောဘူးပေါ့နော်သိတယ်အဲ့လိုမျိုး fake review လုပ်တဲ့လူတွေရှိတယ်နောက်တစ်ခုကြောက်ဖို့ကောင်းတာကကြတော့သူတို့တွေကဘာပညာမှမတတ်ဘူးဘာပညာမှမတတ်ဖဲနဲ့ကိုအခုလိုမျိုးလူတွေကိုချင်းထဲတာပေါ့ပြီးတော့ပြီဆိုရင်ငွေတွေကိုတတိတောင်းတယ်တောင်းပြီးတော့ပြီဆိုရင်ဘာတွေဆက်လုပ်လဲဆိုတော့ပုံတွေပို့ရတယ်နော်အဲ့ပုံတွေကိုယ့်ရဲ့ပုံတွေဒါတွေကိုချင်းချောက်ပြီးတော့အချက်ကင်တယ်တချို့တွေဆိုရင်နေ့ရဲ့အောက်ပိုင်းပြတော့ဘာလို့မျိုးတွေရှိရနော်အစီရင်လုပ်ဖို့အတွက်ဒါမှအစွမ်းထက်တာပါညာနဲ့ပြီးတော့ရင်အဲ့ဒီအစီရင်ကိုအဲ့ဒီအောက်ပိုင်းပေါ့နော်အောက်ပိုင်းဟာတွေကိုဘယ်နေရာတွေမှာပြန်ဖြန့်ပြစ်မယ်ဘာလုပ်ပြစ်မယ်အဲ့လိုပုံစံမျိုးနဲ့ချင်းချောက်ပြီးတော့ငွေညှစ်တဲ့ကိစ္စတွေလည်းအများကြီးရှိခဲ့ပါတယ်အခုထိလည်းရှိနေသေးပါပဲနော်ဒါပေမဲ့မျိုးကိုယ်တိုင်အခုတလောမှာအများကြီးတွေ့လာရတဲ့ကိစ္စကတော့ blogger တွေ influencer တွေကိုအသုံးချပြီးတော့ account တွေနဲ့လူခေါ်တာပါ TikTok မှာ follower ဘယ်လောက်ရှိတယ်ဆိုရင်ဒီကိုလာဆက်သွယ်ပါဒါတော့ဗီဒီယိုအချင်လို့ပါသို့မဟုတ်အစီရင်ဒေတင်ဗီဒီယိုအချင်လို့ပါဆိုပြီးတော့ခေါ်တဲ့ဟာတွေနော်တွေ့ဘူးမှာပါအဲ့ဒါတွေကခုနကပြောသလိုနှစ်မျိုးဖြစ်နိုင်တယ်တကယ်အစ်စ်အဲ့ဒီလူက fake review အနေနဲ့ပတ်စံရှိလို့တော်တော်တုံးပြီးတော့fake review ကြော်ညာတာပေါ့ဒါမျိုးဖြစ်နိုင်တယ်နောက်တစ်ခုကကြတော့ခုနကပြောသလိုပဲလူလိမ်တွေပေါ့လူလိမ်တွေဆိုရင်တော့တိမ်မောင်းများစွာဆုံးရှုံးနိုင်မယ်ဒါမပြီးနိုင်မစီနိုင်ဖြစ်လိမ့်မယ်ပေါ့နော်အဲ့လိုကိစ္စမျိုးလေးရှိပါတယ်မျိုးစီကိုလာတဲ့သူအများစုကတော့သိန်းရာနဲ့ချီတာမဟုတ်တော့ဘူးထောင်ချီပြီးတော့အလိမ်ခံရတာပေါ့နော်လူတစ်ယောက်တည်းရမဟုတ်ဘူးလူ6ယောက်9ယောက်စီကအလိမ်ခံရတဲ့အကိုလည်းရှိဦးပါတယ်အဲ့ဒါလေးကိုညိုကတတိထားစေချင်တာပါအခု social media မှာ TikTok မှာဖြစ်ဖြစ် Facebook မှာဖြစ်ဖြစ်တွေ့ဘူးမှာပါနော် talent တွေကိုခေါ်ပြီးတော့ review ပေးဖို့ review ရိုက်ဖို့တပုတ်ကို3သိန်းပေးမယ်ဆိုပြီးလုပ်တဲ့ဟာတွေလေပြောချင်တာကတော့လက်ခံတဲ့သူတွေလည်းငွေနောက်လိုက်ပြီးတော့ကိုတကယ်မမေးမြန်းဘူးကိုတကယ်အစီရင်မလုပ်ဘူးပဲနဲ့အဲ့လိုမျိုးလုပ်တာမျိုးတွေကလုံးဝအဆင်မပြေဘူးเนาะတဘဝဆန်နေပါနောက်တစ်ခုကကြတော့ကိုယ့်အတွက်အကျိုးရှိလားမရှိလားတေချာမသိပဲနဲ့သူများကကောင်းတယ်အဆင်ပြေတယ်အဲ့လိုပြောရုံနဲ့ပဲဒါကြီးကိုပတ်စံနေတိမ့်နဲ့ချီပေးပြီးလုပ်တယ်ဆိုတာတကယ်ကိုအုံနောက်နဲ့စဉ်းစားရမယ်လုပ်ရတစ်ခုပါเนาะပြီးတော့နောက်တစ်ခုအကြံပေးချင်တာကတော့ဆရာစစ်ဆရာမန်တွေကပတ်စံအများကြီးမရှိဘူးအစီရင်နေဆိုရင်လည်းအခြေရေးအစီရင်ဆိုရင်လုံးယူလို့မရတာများရယ်နော်လုံးယူလို့ရတာအောက်လန်းလေးတော့လုံးယူလို့ရမှာပေါ့ဒါပေမဲ့အဲ့ဒါတွေအားလုံးကခဏတာပါပဲ
ညို့လည်းချီးစီရင်လေးလောက်ခိုင်းနေဆိုရင်ဘယ်တော့မှမလုပ်ပေးဘူးစစ်မှန်တဲ့ဆရာတွေကိုညို့အနေနဲ့ညွှန်ကြားတာရှိပါတယ်ချီးစီရင်ကိုအဲ့လိုမျိုးအောက်လန်းနဲ့လုပ်ဖို့တော့ဘယ်တော့မှအာမပေးခဲ့ပါဘူးအစီရင်တစ်ခုလုပ်မယ်ဆိုရင်နောက်ထပ်အလိမ်ညာတွေကဘာတွေရှိသေးလဲဆိုတော့ဥပမာဆရာနေထူးဆိုရင်အကောင့်တွေအများကြီးပဲရှိတယ်ဒါပေမဲ့ဆရာနေထူးရဲ့တကယ် official တစ်ခုလေအကုန်လုံးကဆရာနေထူးလို့ထင်ပြီးတော့ပတ်စံတွေပေးကြတယ်စီရင်နေအပ်ကြတယ်တကယ်ကျတော့ဆရာနေထူးဟုတ်မနေဘူးလိုမျိုးရှိရနော်အခုခေတ်မှာကလေကြားဖြန့်နေအများများလာပြီဟိုတစ်ခေါက်ကလည်းညိုပြောဘူးလေကြားဖြန့်နေအကြောင်းဒါကကျတော့ဒီဘေးဒင်းရတွေနဲ့ပတ်သက်တဲ့ကြားဖြန့်နေပေါ့အဲ့တော့အကုန်လုံးမတို့ပြောချင်တာကသူများကြင်ရတဲ့ဆိုတိုင်းရှောက်ရှောက်ပြီးတော့မအပ်ပါနဲ့ review တွေကို like ဖတ်ပါ follower တွေများတယ် like တွေများတယ်ဆိုတာအကုန်လုံးကလေလို့ယူခံကြည့်လို့ရတဲ့အချားတွေပါနော်အဲ့တော့တချို့တွေရှိရတာလေအဲ့တော့ထူးဆန်းတဲ့အကိုအမတွေရှိတယ်ထက်ခါအလင်ခံရတာပေါ့ဒီအရာတစ်ခုအရန်လိုချင်တဲ့အခါမှာသူတို့ကထက်ခါအစီရင်တွေအပ်တယ်အလင်ခံရတယ်မမှတ်ဘူးထပ်အပ်တယ်အားလုံးကလူကိုယ်တိုင်လုပ်တဲ့အရာကြီးကတာအဆင်ပြေဆုံးပဲအစီရင်တွေအောက်လန်းတွေပွဲတွေဒါတွေကကိုယ့်ရဲ့ကံကိုနည်းနည်းပြောင်းအောင်မယ်လို့ပြီးနိုင်တာဒါလေးကိုနားလည်ထားဖို့လိုတယ်နော်အလူလိန်တွေကနေလည်းရှောင်နိုင်ကြပါစေသူပြောလဲမယုံပါနဲ့သူများကဒါကောင်းတယ်ဆိုတိုင်းလဲလိုက်ပြီးတော့မလုပ်ပါနဲ့ဆရာဆရာမန်တွေကဘယ်တော့မှအများကြီးမယူပါဘူးမျိုးဆိုရင်ဘယ်တော့မှသူများပတ်စံအောင်လည်းကားမယူခဲ့ဘူးမျိုးတို့မှာဖုန်းကောရှိတယ်ပေါ့နော်အဲ့ဖုန်းကောကိုယူရဲဆိုရင်လူမနေဘူးဆိုရင်တော့3ရက်အတွင်းရအောင်လုပ်ပေးတယ်ဒါပေမဲ့အဲ့3ရက်အတွင်းလုပ်ပေးရလို့ဆိုပြီးတော့မျိုးကိုတစ်ထောင်မြန်မာငွေ3သိန်းပေးစရာမလိုဘူးနော်အဲ့လိုရှိရနော်မျိုးဆိုရင်ဘယ်တော့မှမပေးနဲ့ရတယ်အမြန်ကြီးကအမြန်ကြီး package တက်ဖုန်းကောကတော့ထပ်ပေးစရာမလိုဘူးမလိုအပ်တဲ့ပတ်စံဆိုရင်တော့မယူဘူးကွာဆရာဆရာအမှန်တွေကမျိုးကိုဆိုရင်ပတ်စံတွေမှားလွှဲမိရတဲ့အမတွေရှိတယ်3ရက်တစ်လုံးပို့ပြီးတော့ဥမာ9000လွှဲရမယ်ဆိုရင်9သိန်းလွှဲမိတာမျိုးနော်အဲ့ဆိုမျိုးရှင်းပြန်ပေးရနော်ညမြင်တာနဲ့စာမြင်တာနဲ့ပြန်ပေးတယ်ဘယ်တုန်းကမှလည်းမျိုးကိုပုံနေပါလေလာတောင်းရင်မပေးဘူးတချို့ရှိရကြတော့တော်များကအာယုံခံတဲ့ပုံစံမတူကြအောင်ပုံကြည့်ပြီးအာယုံခံတဲ့သူရှိတယ်နာမည်ကြည့်ပြီးအာယုံခံတဲ့သူရှိတယ်မျိုးကကြတော့ပုံကြည့်ပြီးတော့ရတယ်မလို့အဲ့လိုမျိုးပေါ့နော်တချို့ကကြတော့ပုံပို့ပေးရတယ်ဒါပေမဲ့မကောင်းတဲ့သူတွေကြတော့ပုံအဲ့ဒီပုံကိုပို့ခိုင်းလိုက်တယ်ပို့ခိုင်းပြီးတော့အဲ့ဒီပုံနဲ့ပဲချိန်ချောက်တာပေါ့နင်းကငါလူလိန်ဆိုပြီးတော့ဘယ် group တွေမှာတင်မယ်မတင်စေချင်ငါ့ကိုဘယ်လောက်ပေးဒီလိုမျိုးရှိရနော်အဲ့လိုမျိုးအလောက်ခံရပြီဆိုရင်လူတွေအကြောက်လန့်နဲ့အဲ့လူကိုပတ်စံနေပေးလိုက်ကြရောတကယ်ကမဟုတ်ဘူးဘလို့လိုက်ရအောင်နော်အဲ့တခုပဲရှိတယ်ငွေညစ်တာကတော့ညို့တို့လည်းငွေညစ်ခံရဘူးလေနေရာပေါင်းစုံကနေလေအစီရင်လုံးမရင်မဟုတ်ဘူးဒါပေမဲ့ကိုယ့်ရဲ့ပတ်စံကိုတန်ဖိုးထားပါသိန်းရာချီထောင်ချီအလင်ခံရတယ်ဆိုတာတကယ်ကြတော့အဲ့ဒါကြတော့ကံတရားဆိုတာကိုညံ့လို့ဖြစ်သွားပြီအဲ့ဒါလေးကိုသတိထားပေးကြပါဘယ်သူကြော်ညာဒါတော့ review တွေမှုလို့ပေါက်နေတာမယုံပါနဲ့ကိုတိုင်းမေးခွန်းတစ်ခုတန်ဒီနှစ်ခုတန်ဒီသွားမေးပါပြီးတော့မှဆက်လက်ပြီးတော့ယုံကြည်ကြပါအစီရင်ဆိုရင်လည်းအဲ့လိုပဲနော်အစီရင်တွေရေတရားတွေတကယ်လို့ပေးရသူတွေရှိပါတယ်ဒါပေမဲ့အဲ့လိုမျိုးဈေးတွေကိုအများကြီးမတောင်းပါဘူးညုံမြင်ဘူးတဲ့သူကတော့သိန်းခဏလောက်ပါပဲနော်2သိန်းတို့3သိန်းတို့အဲ့လောက်ပါပဲအရန်ဈေးကြီးရဲ့ဆရာကြီးတွေရှိပါတယ်အဲ့ဆရာကြီးတွေဆိုရင်လည်းမျိုးကိုယ်တိုင်ညွှန်းပေးတယ်အဲ့ဆရာကြီးကဈေးကြီးရဲ့နော်အဲ့လိုပြောပြရပေါ့နော်တော့ကိုရိုမာတို့ကိုပြောပြချင်တာကဒါလေးပါအခုတလောပုံစံမျိုးစုံနဲ့လူလိမ်လူညာတွေရမ်းပေါ်တယ်တတိလေးထားပေးကြပါလို့နော်